မြတ်ဗုဒ္ဓတရားချန်ထဲမှာကြိုဆိုလိုက်ပါတယ်တရားချစ်ခင်သူတော်စင်ပေါင်းရေလိုအေးလို့ပန်းလိုရှင်လန်းကြပါစေဝန္တာတော်အချီတို့မင်းပြောလိုက်တာတေချာလားဘုရားဆိုတေချာပါလေတေချာလားနဲ့ထပ်မေးပြီးတော့သူကဝန္တာပီတိတွေတားဖြစ်ပြီးအဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်နဲ့ငါသိတွေ့ချင်တယ်ဆိုပြီးတော့ယတိကြီးကချက်ချင်းပဲခီးထွက်ရေးရေးနဲ့ခီးထွက်သွားလိုက်မြတ်စွာဘုရားသတင်းသုံးတဲ့အော်ဒီမျိုးရောက်သွားတဲ့အခါသူရောက်တဲ့အချိန်မှာဘုရားကပိဋကတိချာမှာတရားဟောနေတဲ့အချိန်တရားဟောနေတဲ့အချိန်ရောက်တော့တရားအဆုံးမှာဘုရားဒီကိုဝင်သွားပြီမဲ့လို့သူကဘုရားကိုတန်တော်ကြည့်အောင်သာကြည့်တာဘုရားကိုကိုးကွယ်သူမဟုတ်ဘူးကိုးကွယ်သူမဟုတ်သည့်အတွက်ကြောင့်သူကိုယ်တိုင်ကယသိဆိုတော့ယိုသိအာရဝမပြုဘူးဒီတိုင်းပဲနှုတ်ဆက်ပြီးတော့သူစိတ်ထဲကဘာကြံတွေးလိုက်တော့ဗုဒ္ဓလို့ပြောတယ်ရုပ်ရည်ကတော့တန်ထူးခြားတယ်ဒါပေမဲ့တကယ်ဗုဒ္ဓအစစ်ဆိုရင်ငါမေးကုန်မေးလိုက်ငါမေးကုန်မေးရင်သူဖြေလိုက်ဘုရားဟုတ်မဟုတ်လားစမ်းသပ်မယ်သူမေးကုန်ကနှုတ်နဲ့မေးမှာမဟုတ်စိတ်ကူးမဲ့မေးကုန်လေးဖို့စိတ်ကူးလိုက်စိတ်ကူးပြီးတာနဲ့တပြိုင်နက်မြတ်စွာဘုရားကနှုတ်နေဖြေသူကစိတ်ထဲကမေးတဲ့မေးကုန်လေးဖို့ချက်ချင်းစဉ်းစားလိုက်ဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာတကယ်ဘုရားအရေးချင်းရှိသလားသိကူးလိုက်တဲ့မေခွန်းလေးဖို့ကဟာလဲလို့ဆိုဣတိသောမိတ္တောနတိဝိတဘောဘယ်လိုမိတ်ဆွေမျိုးနဲ့အပေါင်းအသင်းမလုပ်ထိုက်သလဲဘယ်လိုမျိုးမိတ်ဆွေမျိုးဟာအပေါင်းအသင်းမလုပ်ထိုက်တဲ့ပုဂ္ဂိုလ်လဲစိတ်ထဲကတွေးတာသူဣတိသောမိတ္တောတိဝိတဘောဘယ်လိုမိတ်ဆွေမျိုးကတော့ပေါင်းသင်းထိုက်သလဲဆက်ဆံထိုက်သလဲဣတိသောပယောကိုပယုတ်စိတဘောဘယ်လိုလူမျိုးကိုကြိုးစားအထုတ်သင့်သလဲဣရတနာအခါလောကမှာအရသာတွေထဲမှာဘယ်အရသာအကောင်းဆုံးလဲစိတ်ထဲမှာဒီမေးခွန်းလေးပုဒ်စိတ်ထဲကနေမေးလိုက်တယ်သူမေးလိုက်တာနဲ့စိတ်ထဲကတွေးလိုက်တာနဲ့တပြိုင်နက်အောဝေရမြတ်စွာဘုရားသူမေးခွန်းကိုတန်းပြီးတော့ဖြေလိုက်တယ်တစ်ခုပြီးတစ်ခုတန်းဖြေလိုက်အဲ့ဒါဟိရိသုတ်တံဖြစ်ပေါ်လာခြင်းအကြောင်းပဲမြတ်စွာဘုရားဖြေလိုက်တဲ့အဖြေကမိတ်ဆွေစိတ်ကိုရှားပွေသူအတွက်မိတ်ဆွေစိတ်ဆိုတာဘာလဲဆိုဒီပြီးတော့ပြောနော်အဲ့ဒီမှာမြတ်စွာဘုရားဖြေတဲ့အဖြေလေးတွေပထမပါဠိစကားနဲ့မှတ်သားကြည့်ရပါဠိဘာသာဆိုတာ holy language ပဲဘုရားဟောခဲ့တဲ့ဘာသာစကားဖြစ်သည့်အတွက်ကြောင့်နှစ်သာရအဓိပ္ပာယ်တိကျတယ်ကျင်းတယ်နှစ်သာရပြည့်တယ်အဲ့ဒီဘာသာစကားနဲ့မြတ်စွာဘုရားမိတ်ဆွေစစ်ဘယ်လိုပုဂ္ဂိုလ်မျိုးကိုဘယ်လိုမိတ်ဆွေမျိုးဟာမပေါင်းသင့်တိုက်တာလဲမပေါင်းသင့်တိုက်တဲ့မိတ်ဆွေမျိုးဆိုတာဘယ်လိုလဲဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဆိုမြတ်စွာဘုရားအဲ့ဒီမေကောကိုဖြေတဲ့အခါဟိရိတရန္တံဝိသိကုသမန္နဣရိတရန္တံဆိုတာလုံးဝမဟုတ်တာလုံးဝမရှက်တတ်တဲ့ပုဂ္ဂိုလ်ဣရိဆိုတဲ့အရှက်တရားကိုကျော်လွှားသွားတဲ့ပုဂ္ဂိုလ်ဆိုလိုတာအရှက်မရှိတဲ့ပုဂ္ဂိုလ်လို့ဆိုတယ်လောကမှာလုံရဲတယ်ဆိုတဲ့ပုဂ္ဂိုလ်အရှက်မရှိမကောင်းတဲ့အလုပ်ကိုပြောင်းလုံရဲတယ်
လူကြားထဲမှာကောင်းတဲ့လုံမကောင်းတဲ့လုံဆိုတာစဉ်းစားကြည့်လေလူကြားထဲမှာလှုပ်လို့ဖြစ်တဲ့အလုပ်လူကြားထဲမှာလှုပ်လို့မဖြစ်တဲ့အလုပ်တစ်မျိုးရှိလူကြားထဲလှုပ်လို့မဖြစ်တဲ့အလုပ်ကိုပဲပြောင်းလို့ရဲတဲ့ပုဂ္ဂိုလ်လေဒါရှက်မဲ့တယ်လို့ပြောတာနော်ရှက်မဲ့တယ်ကောင်းမှုကောင်းမှုဆိုတော့ကိုကြောင့်ကိုယ်ဝယ်လို့ကြဒါဘုပဋိစ္စနာကမ္မန္တာလို့ခေါ်တယ်ကျုပ်ဝယ်ပြီးလို့ကြပြောင်းမလို့ရဲကြတော့များတကယ်ခဏခဏနဲ့တော့မတူဘူးပေါ့နော်လူများစုလူတော်လူကောင်းအတိုင်းဝိုင်းမှာကောင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုတာညနေပြောင်တိုက်ပြီးလုပ်တဲ့ပုဂ္ဂိုလ်ချက်ကမဲ့တဲ့ပုဂ္ဂိုလ်ဣရိတရန္တံရှက်တရားလုံးဝမရှိတဲ့ပုဂ္ဂိုလ်ဝိသိကုသမနာသူစိတ်ထဲမှာရှက်စိတ်ကိုယုံမုန်းတတ်တဲ့ပုဂ္ဂိုလ်ရှက်တဲ့စိတ်ဟာသူတော်ကောင်းတွေမှာသာရှိတယ်လူတော်လူကောင်းမိခင်ဖခင်မိကောင်းဖခင်အာသမီကောင်းတွေမှာသာရှက်စိတ်ဆိုတာရှိသူ့မှာရှက်စိတ်ကလည်းမရှိဘူးရှက်တယ်ဆိုတာကိုလုံးဝယုံမုန်းတဲ့ပုဂ္ဂိုလ်တဲ့တဝါဟမတမိဣတိဘာသမနာအဲ့လိုနောင်လေရမှလည်းမရှိဘူးနော်လောကလူတွေကကြောင်လိန်နာလည်းရှိတယ်လေနော်အောင်ချိန်စကားပြနေတော့နောက်ကနေပြီးကြောင်လိန်နဲ့ပြောနေကြတာလေအဲ့တော့ကြောင်လိန်တဲ့ပုဂ္ဂိုလ်ဆိုတာတကယ်အများသိနေတဲ့ကိစ္စတခုကိုပဲတစ်မျိုးပြောနေတာကြောင်လိန်နဲ့လို့ခေါ်တယ်အဝါဟမတ္တမိဘာသာမှာငါကမင်းရဲ့မိတ်ဆွေစစ်ပါလို့သူကညနေပြောင်တိုက်ပြီးတော့ပြောရဲတယ်ငါဟာမင်းရဲ့မိတ်ဆွေစစ်ပဲငါမင်းလူပဲလို့ပြောင်းလိုက်ပြီးတော့ပြောတယ်ဘယ်အားကြရင်တော့အပြစ်တင်းချဘယ်အားကြအတင်းချရှေ့မှာတော့မင်းရဲ့မိတ်ဆွေပါလို့ပြောတယ်အာမင်းမရဲ့သစ္စာအရှိဆုံးတကယ်ချင်းမှလို့ပြောတယ်ဘယ်အားကြရင်တင်းချအဲ့ဒီပုဂ္ဂိုလ်မျိုးတဲ့နဝဟပတမိဣတိဘာသမနဝအဟံအတ္တမိငါဟာမင်းလူပါမင်းရဲ့မိတ်ဆွေစစ်ပါလို့ရှေ့မှာတော့ပြောင်းလိမ်ပြီးတော့ပြောရတဲ့သူသရှာနိကမ္မာတိအနာတိယန္တံတဏ္ဍယတနဲ့ဘယ်တော့မှလုံနိုင်တဲ့အလုပ်တော်မှမလုပ်တဲ့ပုဂ္ဂိုလ်မိတ်ဆွေတယောက်ကိုကူညီပေးနိုင်ပေမဲ့လုံးဝကိစ္စဆိုင်မကူညီဘူးကူညီနိုင်တဲ့ကိစ္စတွေမှာတော့မကူညီဘူးအဲ့ဒီပုဂ္ဂိုလ်ကူညီနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ကိစ္စဖြစ်အောင်မကူညီဘူးနေသောမမန္တိဣတိနံဝိစညာအခုမြတ်စွာဘုရားဟောလိုက်တဲ့မိတ်ဆွေစစ်ကိုရှားပြီးဆိုလို့ရှိရင်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာတဲ့မင်းရဲ့မိတ်ဆွေမဟုတ်ဘူးမိတ်ဆွေစစ်မဟုတ်ဘူးနေသောမမန္ဣတိနံဝိစညာဒီလူဟာသူ့ပါဇက်ကဘလောက်ပဲချိုးနေဒါငါလူမဟုတ်ဘူးလို့သာမှတ်တာငါမိတ်ဆွေမဟုတ်ဘူးလို့သာမှတ်လိုက်တဲ့နော်လောကမှာအရှက်မဲ့တဲ့လူရှက်တရားကိုယုံမုန်းတဲ့ပုဂ္ဂိုလ်ရှေ့မှာဆိုလို့ရှိရင်ငါမင်းရဲ့မိတ်ဆွေစစ်ပါလို့ပြောရဲတဲ့ပုဂ္ဂိုလ်ဝယ်ရမှာကြတော့အတင်း